တော်တော်များများ TypeScript ကိုလေ့လာနေတဲ့နေရာမှာတော်တော်လေးကိုမှားယွင်းနေတာကိုတွေ့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ type system ကိုစပြီးတော့လေ့လာတဲ့ကာလမှာဖြစ်လေရှိတဲ့ဟာလို့ပြောလို့ရတယ်အဲ့တော့ TypeScript ကိုကျွန်တော်တို့ကလေ့လာတဲ့အခါမှာ type အနေနဲ့ပဲကျွန်တော်တို့ကလေ့လာရမှာ type system အသစ်တစ်ခုပြောင်းသွားတယ်ဆိုတဲ့ပုံစံအနေနဲ့လေ့လာရမှာဖြစ်တယ် programming language တစ်ခုကိုလေ့လာတယ်ဆိုတဲ့ပုံစံမျိုးရှိစရာမလိုဘူးဘာလို့အဲ့လိုမျိုးရှိစရာမလိုလဲဆိုတော့ကျွန်တော်တို့ဒီ TypeScript ဆိုတာ JavaScript ရဲ့ superset language ဖြစ်တယ်ဒါကြောင့်မို့လို့သူဒီ just a JavaScript ပဲเนาะအဲ့တော့ TypeScript ဆိုတာတကယ်တော့မရှိဘူးသူဒီ type system တက်ပဲเนาะအဲ့တော့ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီအများနဲ့မှတ်ထားမှာ TypeScript ကိုလေ့လာတဲ့အခါမှာသူဒီ type system type inference ဘယ်လိုလုပ်လဲ meta programming ဘယ်လိုမျိုးအလုပ်လုပ်လဲဆိုတာကိုပဲကျွန်တော်တို့ကသိထားရမှာဖြစ်တယ်အဲ့ဒါမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီ TypeScript ရဲ့ type တွေကိုအလွတ်ကျက်နေတာမျိုးတွေလုပ်နေတာတော်တော်ကြီးကိုမှားယွင်းတဲ့အလေးထားလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ JavaScript မှာကကျွန်တော်တို့ဒီ everything object ပဲ JavaScript မှာဆိုရှိသမျှဟာတွေအကုန်လုံးဒီ object ပဲအဲ့တော့ဒီနေရာမှာကျွန်တော်တို့ဒီအများနဲ့တွေ့နေကြဟာတွေရှိတယ်ပေါ့နော်ဥပမာထားပါတော့ကျွန်တော် primitive type တွေမှာဆိုရင် number တွေရှိရယ် string တွေရှိရယ်ဒါပဲလေနော်ဒါကိုကျွန်တော်တို့ TypeScript ကိုပြောင်းလိုက်ရင် number type ဖြစ်သွားမယ် string type ဖြစ်သွားမယ်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ကျွန်တော်တို့အများတန်းတွေ့နေကြ object တွေအဲ့တော့ object တွေကိုကြတော့ကျွန်တော်တို့က TypeScript မှာဆို interface နဲ့ map လုပ်လို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ TypeScript မှာ အပိုပါလာတာဗာလဲဆိုရင်ကျွန်တော်တို့ဒီဘာပေါ့နော်generate တွေ generate တွေအဓိကပါလာတာဒါပဲပေါ့နော်ကျန်တာကဘာမှထွေထူးထူးမရှိဘူး JavaScript ကအကောင်တွေကိုပဲပြန်ပြီးတော့သုံးရအောင်မယ်ကျွန်တော်တို့ဒီ framework တွေသုံးတယ်ပေါ့နော်ဥပမာထားပါတော့ React.js လိုမျိုး framework တွေသုံးတဲ့အခါမှာ TypeScript ကကောင်းတယ်သုံးလို့ကောင်းတယ်အဲ့တော့ဘာတွေလေးလာဖို့လိုလဲဆိုခုနကျွန်တော်ပြောတယ်ပေါ့နော် object တွေမှာသုံးတဲ့ကောင်လေးတွေလေးလာဖို့လိုမယ် primitive type မှာသုံးတဲ့ကောင်လေးတွေလေးလာဖို့လိုမယ်ဒါပဲရှိတာကျန်တာတွေကြတော့ကျွန်တော်တို့ဖြည်းဖြည်းချင်းလေးလာသွားလို့ရတယ်ဥပမာထားပါတော့ generate TypeScript ရဲ့ generate ကိုသွားပြီးတော့လေးလာလို့မရဘူးလားဆိုရတယ်ဒါပေမဲ့ဒီကောင်ကကြတော့ကျွန်တော်တို့ Scala တို့ Java တို့ကျန်တဲ့ programming language တွေပေါ့နော်လုံးဝ strongly type တဲ့ programming language တွေမှာရှိတဲ့ type system တွေနားလည်ထားတဲ့သူမှသာလင်းထဲထဲဝင်ဝင်နားလည်မှာဒါကြောင့်မလို့ကျွန်တော်တို့ TypeScript မှာ plain ပေါ့နော် generate တွေကိုသွားပြီးတော့လေးလာမယ်ဆိုရင်အခက်အခဲရှိတယ်ပေါ့နော်အဲ့တော့ generate ဆိုတာဘယ်လိုမျိုးမှတ်လို့ရလဲဆိုကျွန်တော်တို့ black box အနေနဲ့ပဲမှတ်ပြီးတော့သုံးတာအကောင်းဆုံးပဲဥပမာထားပါတော့ကျွန်တော်တို့ဒီမှာရှိပြီးသားဟွာတွေရှိတယ်ပေါ့နော်သုံးလို့ရတဲ့ helper ဟွာတွေ generate တွေရှိတယ်ဥပမာထားပါတော့ omip တို့ option တွေတို့အဲ့လိုကောင်လေးတွေကျွန်တော်တို့ object တွေနဲ့ဘယ်လိုမျိုးတွဲသုံးမလဲဒီ type system တွေကိုဘယ်လိုမျိုးသုံးမလဲဆိုတာပဲကျွန်တော်တို့စဉ်းစားပါဒါကလူတွေရဲ့ mental model ကိုပြောင်းနိုင်မှပဲရမှာဖြစ်ပါတယ်ဒါလေးကိုကျွန်တော်ကလာပြီးတော့ပြောပြပေးတာပါ